relationship ခုမှာပြင်မှာသွားစားရတယ်ဆိုတော့ယောက်ျားလေးကရှင်းတယ်50-50ဆိုတဲ့ဟာကတော့ယောက်ျားလေးအနေနဲ့မမိုက်ဘူးလို့တော့ထင်တယ်ပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ main ကလေးတယောက်ကိုတော့ take care လုပ်တယ်။ဒီနေရာမှာ like ကတ်မနေတယ်။ကတ်နေတဲ့တွေးခေါ်ကစောက်သုံးမကြတဲ့တွေးခေါ်လုံးကထင်တယ်။ယောက်ျားလေးကတော့ lead လုပ်နိုင်တဲ့ quality ရရှိရ။ main ကလေးကလည်း lead လုပ်နိုင်တဲ့ယောက်ျားလေးကိုပဲလိုချင်တာ။ဘာပဲဖြစ်ခဲ့ကိုအရင်ဆုံးကြည့်ဘယ်သူ့ကိုမှမကြည့်ဘယ်သူ့ကိုမှလည်း blame မလုပ်နဲ့ကိုအရင်ဆုံး blame ကိုပဲနေရာမှာမှားခဲ့တယ်အဲ့ဟာကိုအရင်ဆုံးခုခေတ်ဆိုမင်းကြည့်ကြည့်ကွာအမှန်တရားတော့လက်မခံနိုင်တော့ငါတို့အမှန်ကြီးပြောတာတော့တွဲနေနာနေတာသိရမလားပြောချင်တယ်အမှန်တော့လက်မခံနိုင်တဲ့ငါပြောရဖြစ်သွားပြီပေါ့ခေတ်ကကိုအချစ်ဆုံးကတော့အမေလို့ထင်တယ်အမေကတော့မင်းဘာမှမဟုတ်လဲ0လဲမင်းလို့ထင်တယ်ကျန်တဲ့ကဘာကြီးကမင်းတစ်ခုခုဖြစ်လာမှာပဲဖြစ်မှာယောက်ျားလေးတွေရှိမှာ expectation တစ်ခုကတော့ရှိမှာအမေလည်းမင်းကိုတစ်ချိန်ညရင်လည်းမင်းဒီယောက်ျားဖြစ်လာမယ်မင်းတို့ထိခဲလုံးနိုင်မယ်ဆိုတော့ expectation ရှိမှာမဖြစ်လာရင်လည်း तू ကချစ်ကောင်းတော့ချစ်လိမ့်မယ်မင်းပေါ်တော့ respect ရှိမှာပေါ့ယောက်ျားလေးတယောက်ကတကယ်မျက်လုံးနဲ့လည်းချစ်တယ်နှလုံးသားနဲ့လည်းချစ်တယ် main ကလေးတွေကတော့ personality ကိုအရင်ကြည့်တယ်ပြီးတော့မှယောက်ျားလေးရဲ့အလှပကိုကြည့်အဲ့တော့ယောက်ျားလေးရဲ့အတွက် main ကလေးတယောက်ရဲ့အလှပကိုကိုယ်ယူရဲဆိုတာကိုယ့်ရဲ့အလှပကြောင့်အများကြီးပါတယ်ဆိုတော့ကိုယ်ကနားလဲရတယ်အဲ့အလှပကိုဆက်ထိန်းရမယ်ဒါတော့မလုပ်ပြနိုင်ရင်ဒါ तू လည်းတကယ်မချစ်လို့50-50ဆိုတဲ့ဟာငါဘယ်လိုအနေနဲ့ပြောရလဲဆိုတော့ယောက်ျားလေးတယောက်ကပေါ့ဘယ်မှာပဲသွားစားပါကိုတက်နေတဲ့ဆိုင်တော့ခေါ်သွားပေါ့ကွာငါပြောချင်တာဟိုတယ်မှာကျွေးနေလို့ပြောနေတယ်လမ်းမေးဆိုင်ပဲမတက်နိုင်တယ်ဆိုရင်လမ်းမေးဆိုင်မှာပဲကျွေးလေမင်းဒါထက်ပိုပြီးကျွေးကြတယ်မင်းစူးစားပေါ့မွေးနေလဲကွာမွေးနေတဲ့ဆိုင်မှာတော့ကျွေးငါပြောချင်တာဆက်ဆံတယ်သူ့ရဲ့စိတ်ဓာတ်ပဲတချို့ဆိုရှေ့လေဘဝတဘဝပဲရှိတာပျော်ပျော်ပဲနေဆိုအဲ့ကောင်တွေကြီးပြီးလိုက်ကွာအချိန်ကျရင် depression ရပြီးတော့စောက်ယူတွေပဲဖြစ်သွားတယ်ကွာဘဝဆိုတော့အပျော်ပါအတွက်ဆိုတာအဲ့လိုကောင်တွေကဘာမှလည်းစောက်ကျိုးမှုဝင်တဲ့ကောင်တွေကွာပျော်ပါဆိုတာရှိမှာပဲဒါပေမဲ့ there should be a limit ပျော်ခြင်းတဲ့အချိန်ကျရင်ပျော်ဒါပေမဲ့အချိန် limit တစ်ခုပဲပြီးရင်ကိုယ်ပဲလူတွေကတည်းရန်တနာခံတယ်ယောက်ျားလေးဆိုရင်ပူဆိုရယ် sorry ရှိကတနာခံပြီးချစ်တယ်တစ်သက်လုံးမဖြစ်တော့မှတ်ထားလိုက် sorry ကဘယ်တော့မှမင်းကိုတနာပြီးတော့ဒီကောင်လေးကိုငါရေးလေကျွေးပါတယ်ဆိုတာမရှိဘူးယောက်ျားလေးတယောက်ကဘာတနာခံနေရကြောင်းဆွေးတဲ့ဟာကိုလုံးဝမကြိုက်တာဆွေးတဲ့တခြင်းနဲ့နားကိုမထားအဲ့ဆွေးရတဲ့ feeling ကိုဘာလို့လူတွေကပျော်တာလဲတော့ငါလည်းစဉ်းစားလို့မရဘူးဆွေးတဲ့အချိန်တွေဖြစ်ကောင်းဖြစ်လာတယ်ဒါပေမဲ့ငါအဲ့ချိန်တိုင်းဘယ်လိုတွေးလဲဆိုဘာကြိုးမှမရှိဘူးငါတော့နာတာကြီးပဲရှိအဲ့နာတာကြီးကိုငါဘာလို့ထိုင်တွေးနေမှာလဲကန်ဆိုးလို့ပါဒီနေ့ကြီးကငါတို့ကကံမကောင်းတဲ့နှစ်တို့ဘာလို့ဆိုအလံဖြူထောင်ပြီးအရက်တောင်းတယ်ကန်ဆိုးတဲ့အချိန်ညရင်လည်းဟုတ်တယ်ဒီချိန်မှာအကုန်လုံးပြိုလဲနေတာဒါငါအတွက်စမ်းသပ်ချက်ပဲတကယ်ငါဒီဟာကိုဘယ်လိုဖြေရှင်းမလဲအဲ့လိုမျိုးတွေးတဲ့အချိန်ညရင်မင်းဒီဟာကိုရင်ဆိုင်တဲ့ဟာဆွေးသွားတယ်မင်းသွားပြီးတော့ဂိမ်းမှာတော့ခွေးနေမှာမဟုတ်ဘူးကွာမင်းထမှာမရအောင်တော့ရင်ဆိုင်ပတ်စံဝင်လာကြီးပဲကြီးလို့မရအောင်တက်တိလည်းရှိအောင်ပြန်ထွက်ဖို့အဲ့ဟာရှိမှပဲပြန်ဝင်ပါအဲ့နေရာမှာတက်တိရလို့သိချို့ business တွေကဘယ်လိုလဲဆိုချစ်ကုတ်ပြီးအဲ့ဒါဘယ်လိုမဆို next level မပေါ်တော့ဟုတ်တယ်ဘာလို့ဆို money is in and out စီးပွားရေးရောကိုယ့်ရဲ့ performance ပဲဖြစ်ခုရှိမှဘယ်ပေါ်တော့ net တွေရှိနေရတယ်ကိုကဒါတွေကို solve လုပ်အောင်နှလုံးသားနဲ့ခံစားရဲဆိုမတွေးဘဲနဲ့ခံစားတာအုံနောက်နဲ့ခံစားရဲဆိုတွေးပြီးမှခံစားဘယ်ခံစားချက်ပဲဖြစ်ချစ်ချင်းကြီးသွားမဖီးနဲ့ပါလေကောင်းနေတာဆိုရင်တစ်မျိုးပေါ့ကွာမကောင်းနေတဲ့ဟာကြီးချစ်ချင်းကြီးသွားမဖီးနဲ့ခံစစ်တစ်ခုတော့ရှိရအုံနောက်နဲ့တွေးမှပဲအဲ့ခံစစ်ကဝင်ပါလေယောက်ျားလေးတွေလည်းမှားတဲ့နေရာတွေကဘာလို့လဲဆိုတော့ပမာကားတွေကြီးလာလို့လည်းပါတယ်ကွာဟိုဂီတာ TV ငုံမှပဲစော်ရမယ်ဆိုတဲ့ဟာတွေအများကြီးပဲတကယ်နဲ့ဂီတာ TV ငိုတဲ့ချိန်ကျရင်စော်ကနောက်တစ်ယောက်ထားသွားတယ်အဲ့ဒါတွေကတကယ်နဲ့မှားနေတာကွာတကယ်ယောက်ျားဖြစ်မှပဲစော်ကကြိုက်မှာ respect အဲ့ respect က attraction အဲ့ respect ကမင်းကိုမင်းတီးဆောက်မှရစာကြီးပဲတစ်သက်လုံးအထူးကျင်အောင်လုပ်ပြီးတော့တခြား skill set တွေမပါလာရင်လည်းပဲတခြားဘဝ skill set တွေပေါ့ sports တို့ communication တို့ fun အဲ့ဒါတွေကိုတော့ 100% ကြီး sacrifice မလုပ်သင့်ဘူးဒါပေမဲ့စာတော်တာမကောင်းလို့လည်းပြောနေမှာမဟုတ်စာထူးကျင်မှာပဲဖြစ်တာတော့မဟုတ်ပါဘူးပျော်ရွှင်မှုဆိုတာထိုက်တန်မှရလူတွေကမထိုက်တန်မဲနဲ့မပျော်ချင်သူတို့နဲ့မထိုက်တန်လို့မပြောတော့ဘူးထိုက်တန်တဲ့လူကပေးဆက်ခဲ့ရရင်အများကြီးပဲတကယ်တမ်းပေးဆက်ခဲ့ပြီးတော့မပေးဆက်ခဲ့လူကငါတို့က equal ဆိုပြီးငါတို့မြင်နေတာငါဒီလိုရဖို့ငါပေးဆက်ထားတယ်မင်းမပေးဆက်ခဲ့ဘူးကွာမင်းခံမောယောက်ျားလေးတယောက်ကမိန်းကလေးတယောက်ကိုလက်ပါစရာလုံးဝမလုပ်သူဒီတုံလုံးနေရလက်ပါတဲ့အထိဖြစ်သွားတယ်ဆိုတော့တခြားနည်းနဲ့သူ့ကို control လုပ်လို့မရလို့ငါဒီမင်းထက်ပိုပြီးတော့တန်မာပါတယ်ဆိုတော့တခုတည်းဒါကြံတော့တခြား respect လည်းမရှိတော့ဘာမှလည်းမရှိတော့ကိုနိုင်မယ်ဆိုတာသိတဲ့ဟာကြီးပဲလောက်တာလေတကယ်လည်းမင်းယောက်ျားအစ်စ်မှန်ဆိုလက်ပါစရာတော့မလုပ်အဲ့တော့မင်းကတကယ်ဘာမှမဟုတ်တဲ့နွားဖြစ်သွားပြီကွာ